စောင်းရာသီကဂျင်းနက်တွေတူးတဲ့ရာသီဖြစ်တာမို့လက်လက်ဆက်ဆက်ဂျင်းနက်ဥတွေကိုရေနွေးချမ်းတောက်တာဒါမှမဟုတ်ဂျင်းနက်ကော်ဖီတောက်တာတွေလုပ်လို့ရပါတယ်အခုလိနေတာလေးတွေကဆေးအစီအပြည့်ပါတဲ့ဂျင်းနက်ဥအသစ်လေးတွေဖြစ်ပြီးအပေါ်ကပုံမှာတော့အနက်ရောင်ဂျင်းဝိုင်းလေးတွေရဲ့ဘေးမှာရှိတဲ့စိမ့်ဖန့်ဖန့်ဂျင်းဝိုင်းလေးတွေကဆေးအာနိသင်ကုန်သွားတဲ့ဂျင်းနက်အဖတ်လေးတွေပါဂျင်းနက်၅ချက်သားကိုတေချာဆေးကြောပပလှီးပြီးရေ3လီတာနဲ့9မိနစ်လောက်ပြုတ်ပြီးရင်အဲ့ဒီဂျင်းနက်ပြုတ်ရည်ကိုလက်ဖက်ခြောက်ခတ်ပြီးတောက်နိုင်တယ်လို့ကော်ဖီဖျော်ပြီးတော့လည်းတောက်ပါတယ်ဆောင်းရာသီရဲ့အေးဓာတ်ကြောင့်အေးမိလေချောင်းနာတာချောင်းဆိုးတာချွဲတလိပ်ကတ်တာတခုမဟုတ်တခုကလူတိုင်းရှောင်လွဲလို့မရပဲကျုံနေရတာဂျင်းနက်မှာကကိုခံအားမြင့်တင်ပေးနိုင်တဲ့သူ့လက်ပတ်မှုမှန်ကန်စေတဲ့အဆုတ်ကြွက်သားအားကောင်းစေတယ်ပြီးတော့အသက်ရှူလမ်းကြောင်းကိုတန့်ရှင်းစေတယ်ဗိုင်းရပ်စ်ပိုးတွေကိုလည်းသိစေနိုင်တယ်ဂျင်းနက်ကိုရေနွေးပပတ်စုနဲ့ပြုတ်တဲ့အခါမှာ flavonoids လို့ခေါ်တဲ့သက်ဆောင်တဲ့ဆေးအဆီတွေထွက်လာပါတယ်ဒီဆေးအဆီဖြစ်တဲ့ flavonoids ခရမ်းရောင်တွေမကုံမချင်းပြုတ်ဖက်တွေကိုနောက်တစ်ချိန်အကြိမ်သုံးနိုင်ပါတယ်ဆေးအာနိသင်တွေကုန်သွားရင်ဂျင်းနဲ့ပြုတ်ဖက်တွေရဲ့အယောင်ကစိမ့်ဖန်းဖန်းဖြစ်သွားပြီနော်ကမ်ဗီဒီယာပါဖီဖလိုရာလို့ခေါ်တဲ့ဂျင်းနက်ကိုနေ့စဉ်စားရင်အဆုတ်မှာကာလကြာရှည်အောင်းနေတဲ့ချွဲတွေအလိုလိုပြိုဆင်းလာပြီးအသက်ရှူရတာအဆင်ပြေကောင်းမွန်လာတဲ့အတွက်အဆုတ်ကိုအောက်ဆီဂျင်လုံလောက်ရှူသွင်းနိုင်ပါတယ်ဒါကြောင့်ပန်းနာရင်ချက်သမားတွေနေ့တိုင်းစားသင့်ပါတယ်ဂျပန်နိုင်ငံကချမ်းသာတဲ့အိမ်တိုင်းမှာဂျင်းနက်ကိုစောင့်ထားပါတယ်နှလုံးကြွက်သားကိုအားကောင်းစေတာကြောင့်အမောခံနိုင်ပြီးတက်လုံကောင်းစေပါတယ်ဒါ့အပြင် nitric oxide နဲ့ cyclic guanosine monophosphate ပါဝင်လို့ဗိုင်ယာဂရာအစားအထိုးအမျိုးသားအားဆေးအဖြစ်လည်းသုံးကြပါတယ်ဒါကြောင့်ထိုင်းနိုင်ငံမှာနန်းတွင်းသုံးကျင်စဉ်အဖြစ်ပီယာဆေးတစ်ခုတစ်ဖွဲလွန်ခဲ့တဲ့ထောင်စုနှစ်တွေကတည်းကသုံးခဲ့ကြပါတယ်ထိုင်းကျင်စဉ်ထိုင်းဗိုင်ယာဂရာလို့တောင်ခေါ်ခဲ့ကြပါတယ်ဒါကတော့ဂျင်းနက်ရေနွေးချမ်းလေးတောက်တာပါအစောကဂျင်းနက်ပြုတ်ရည်လေးကိုလက်ဖက်ခြောက်ခတ်ပြီးတော့တောက်တာပါရှင်ခုမြင်နေရတဲ့ခရမ်းရောင်တွေကဂျင်းနက်မှာပါတဲ့ဆေးအာနိသင်ဆေးအဆီတွေပါရှင်တစ်ချိန်ပြုတ်ယုံနဲ့ဆေးအဆီတွေကကုန်မသွားဘူးเนาะအဲ့ဒီရဲ့ဂျင်းဘတ်လေးတွေကိုတင်ထားပြီးတော့နောက်တစ်ခါရင်နွေးတည်တဲ့အခါမှာပြန်ပြီးတော့မှပြုတ်လို့ရပါတယ်3ခါလောက်ပြုတ်ပြီးသုံးနိုင်ပါတယ်ဆေးအာနိသင်ကုန်သွားတဲ့ခါမှာရွေနွေးအယောင်ကအခုလိုမျိုးရဲမလာတော့ဘဲနဲ့အယောင်ကကြီးနေတတ်ပါတယ်ဒါဆိုရင်တော့ဆေးအာနိသင်ကုန်သွားပြီပေါ့ဒီဂျင်းဘတ်လေးတွေကိုလွှတ်ပြလိုက်လို့ရပါပြီအခုကျမပြတာကတော့ဆေးအာနိသင်မကုန်သေးပါဘူးเนาะခရမ်းရောင်ဒီလိုမျိုးကျမပြထားသလိုခရမ်းရောင်ရှိနေတဲ့ရွေးပြုတ်ထပ်မံပြုတ်ပြီးသုံးနိုင်ပါတယ်အနည်းဆုံး3ခါလောက်သုံးလို့ရပါတယ်ရေသုံးတာနည်းရင်နည်းသလိုများရင်များသလိုပေါ့နော်
ဒီအယောင်လေးတွေကျန်းနေတဲ့ရွေးဆေးအာနိသင်အပြည့်ပါပါတယ်ဒါကတော့ဂျင်းနက်ကော်ဖီဖြော်တောက်တာပါတောက်ကြပါအောင်ရှင်